ပါကျွန်တော်ဒီနေ့မှာတော့ကိုရီးယားနိုင်ငံရဲ့ထူးခြားတဲ့ PC ဘန်းယဉ်ကျေးမှုအကြောင်းကိုပြောပြချင်ပါတယ်ပထမဆုံးအနေနဲ့ကတော့ PC ဘန်းဆိုတာဘာလဲဆိုတာကိုအနေငယ်ရှင်းပြချင်ပါတယ် PC ဘန်းဆိုတာကတော့ကိုရီးယားမှာအင်တာနက်သုံးဖို့နဲ့ဂိမ်းဆော့ဖို့အတွက်အထူးပြုဖွင့်ထားတဲ့ကွန်ပျူတာအင်တာနက်ဆိုင်တွေကိုပြောတာပဲဖြစ်ပါတယ်ဒီနေရာတွေကတော့ရိုးရိုးအင်တာနက်ဆိုင်တွေထက်အဆင့်မြင့်ပြီးတော့ကိုရီးယားရဲ့လူမှုဘဝနဲ့ဂိမ်းယဉ်ကျေးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒါဆိုရင်ဘာကြောင့်ဒီ PC ဘန်းတွေရေပန်းစားလာတာလဲဆိုရင်တော့ပထမတစ်ချက်ကတော့မြန်ဆန်တဲ့အင်တာနက်နဲ့အဆင့်မြင့်တဲ့ကွန်ပျူတာတွေအကြောင်းပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံကတော့ကမ္ဘာမှာအင်တာနက်အများဆုံးနိုင်ငံတွေကတစ်နိုင်ငံဖြစ်ပြီးတော့ PC ဘန်းတွေမှာဆိုရင်တော့အိမ်မှာထက်ပိုမြန်တဲ့အင်တာနက်လိုင်းနဲ့ဂိမ်းကွန်ပျူတာတွေနဲ့ဂိမ်းမော်နီတာတွေကိုအသုံးပြုထားတာကြောင့်မလို့ဂိမ်းဆော့တဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ဒုတိယတစ်ချက်ကတော့လူငယ်တွေကြားမှာလူမှုဆက်ဆံရေးအတွက်အလွန်ပဲအဆင်ပြေပါတယ်။တငယ်ချင်းတွေနဲ့အတူတူစီဝေးပြီးတော့ဂိမ်းဆော့နိုင်တယ်လို့ကြောင်းဆင်းပြီးတဲ့နောက်ပိုင်းမှာလည်းလူငယ်တွေအများကြီးလာရောက်ပြီးတော့အချိန်ပြုံးတတ်ကြပါတယ်။နောက်တစ်ခုကတော့အစားအသောက်တွေအဆင်ပြေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ PC ဘန်းတွေမှာဆိုရင်တော့ကျွန်တော်တို့ဂိမ်းဆော့နေနဲ့အသင်စားကောက်ဆွဲတွေထမင်းဟင်းနဲ့ကော်ဖီနဲ့အေးတွေပါရနိုင်တာကြောင့်မလို့အချိန်အကုန်တက်တာပြီးတော့တနေရာထဲမှာပဲအဆင်ပြေစေပါတယ်။နောက်တစ်ခုကတော့ဈေးနှုန်းသက်သာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ PC ဘန်းတွေမှာဆိုရင်တော့တနာရီကိုကိုရီးယားဝမ်1000နဲ့2000ကြားမှာပဲကြာတင်မှာဖြစ်ပြီးတော့တခြားအပန်းဖြေစရာနေရာတွေနဲ့နှိုင်းယှဉ်ရင်တော့ဈေးအရန်သက်သာတာဖြစ်လို့လူငယ်တွေအလွယ်တကူတွားရောက်နိုင်တာပဲဖြစ်ပါတယ်။ဒီလိုအချက်တွေကြောင့်ပဲ PC ဘန်းတွေဟာဂိမ်းဆော့ရနေရာထက်ပုံပုံကျော်ကြပြီးတော့ကိုရီးယားရဲ့နည်းပညာတိုးတက်မှုနဲ့ဂိမ်းရည်ကျင်းမှုကိုထင်ဟပ်စေပါတယ်။အထူးသဖြင့်တော့ e-sport တွေကိုလေ့ကျင့်ဖို့နဲ့ online ဂိမ်းပြိုင်ပွဲတွေကိုပေါ်ဆောင်မှုအတွက်အဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဟုတ်ကဲ့ပါ။တောင်ကိုရီးယားနိုင်ငံရဲ့ PC ဘန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဗဟုသုတတစ်စုံတစ်ရာရခဲ့မယ်ဆိုရင်တော့ကိုမမှာမှတ်ချက်တွေရေးပြီးတော့ကိုတငယ်ချင်းတွေစီကိုလည်းမျှဝေပေးပါအောင်ခင်ဗျာ။တောင်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမကြာခဏမျှဝေပေးမှမို့လို့ကျွန်တော်ရဲ့ channel လေးနဲ့ Facebook page လေးကိုလည်း like subscribe လေးနဲ့ follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်